အားလုံးပဲမင်္ဂလာပါ Charlie Gaming Page ကနေပြန်လဲကြိုလိုက်ပါတယ်ကျွန်တော် Charlie ပါဒီနေ့ကျွန်တော်ပြောပြပေးချင်တာလေးကတော့ PUBG Mobile အကောင့်တွေကိုကျွန်တော်တို့ရောင်းနေပဲဖြစ်စေဝယ်ဒီပဲဖြစ်စေအလိမ်မခံရအောင်ကျွန်တော်တို့ဘယ်လိုတွေလေ့လာမယ်ဘယ်လိုတွေစမ်းသပ်မလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ brother တို့အနေနဲ့ကအဝယ်ပေါ့နော်ကျွန်တော်ပထမဆုံးအနေနဲ့အကောင့်တစ်ကောက်ကိုဝယ်ယူမယ်ဆိုလို့ရှိရင်ကိုဝယ်ယူမဲ့လူရဲ့ကိုကြီးအချက်လက်တွေနောက်ကျောင်းတွေကိုအရင်ဆုံးလေ့လာပါကျွန်တော်စုံစမ်းပေးပါဗျာနံပါတ်1 brother တို့လိုချင်တဲ့အကောက်ကပုံမှန်ဈေးထက်ဈေးအရင်ကြီးချိုနေလို့ရှိရင်တတိထားပါအဲ့ဒါဆိုရင်တော်တော်များများကလိန်ဖို့ရာခိုင်နှုန်းများပါတယ်နံပါတ်3တချို့လူတွေကဗီဒီယိုကောတွေပါညာတွေခေါ်ပြီးတော့မှလိန်တဲ့လူတွေရှိတယ်အဲ့ဒီအချက်တွေကိုကိုယ့်ဘက်ကနေပြီးတော့အငိုင်းမမိစေဖို့အတက်နိုင်အောင်တတိထားပေးပါအကောက်တစ်ကောက်ကပုံမှန်တဲ့ဈေးရမ်းချိုနေလို့ရှိရင်ပို့ပြီးတော့တတိထားရမယ်အချက်ပါပဲနံပါတ်3နောက်တစ်ချက်ကတော့ brother တို့စကားအသွားလာစကားပြောဖို့ဆိုပုံဒီပေါ့နော်3သိန်းတန်တဲ့အကောက်ကို2သိန်းခွဲနဲ့ယူရပြတယ်ဈေးတွေပါ short ပေးနေလို့ရှိရင်လည်းပို့ပြီးတော့သတိထားပေးပါနံပါတ်4နောက်တစ်ချက်ကတော့ follower များတိုင်းလည်းမယုံပါနဲ့အခုနောက်ပိုင်းဆိုလို့ရှိရင် page တွေပါညာတွေကဝယ်လို့ရနေတဲ့အတွက်ကြောင့်မလို့ follower များတိုင်းလည်းယုံကြည်မှုက brother တို့တရားရာခိုင်နှုန်းထိယုံကြည်လို့မရဘူးပေါ့နော် follower များတိုင်းလည်းမယုံကြည်ဖို့လည်းကျွန်တော်တိုက်တွန်းပါတယ်အကောက်တစ်ကောက်ဝယ်ယူရမယ်ဆိုလို့ရှိရင် brother တို့အနေနဲ့ကစုံစမ်းဖို့သတိထားရမှာပေါ့နော်အဲ့ဒီချက်လေးကိုကျွန်တော်ပြောချင်ပါတယ်ခုနကတော့ကျွန်တော်ပြောသွားလိုက်တာအဝယ်ပေါ့နော်ကျွန်တော်တို့အယောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာ brother တို့ရဲ့အကောက်က3သိန်းမဲ့တန်နေဆိုလို့ရှိရင်3သိန်းနဲ့တန်တဲ့အကောက်မလို့3သိန်းပဲပေးပါပါဗျာဒီစိတ်လားကတော့ပေးတာဈေးနေတယ်တခြားတစ်ယောက်ကတော့ငါ့ကိုပေးတာဈေးနေနေများတယ်ဆိုပြီးတော့တွားပြီးမရောင်းလိုက်ပါနဲ့3သိန်းတန်တဲ့အကောက်ကို4သိန်းလောက်ထိပေးတယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့ဒီထားမယ်ပေါ့နော်နံပါတ်1 brother တို့ကတော့ရောင်းသေးထက်မကဘူးအကောက်ကိုခေါ်ပါပဲလိန်တဲ့လူတော်များများကတော့ brother တို့3သိန်းလိုချင်တဲ့ဟာကိုလည်း3သိန်းကျော်ထိပေးရင်ပေးနေမယ်3သိန်းတိလည်းပေးရင်ပေးနေမယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တတိထားပေးပါနောက်တစ်ခုကတော့ကိုယ့်ရဲ့အကောက်ကိုလည်းလက်လွတ်စပယ်နဲ့ပေးလိုက်ပါနဲ့ကျွန်တော်ဗီဒီယိုကောတွေပါခေါ်ပြီးသွားလို့ရှိရင်လည်းကိုယ်ထဲမှာရှိတဲ့ data တွေကို screen share ပြပါတို့ဘာလို့ပြပါလားလို့ဆိုလို့ရှိရင်လည်းကျွန်တော်မလုံးမိဘူးကျွန်တော်တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့တချို့သူတွေဆိုလို့ရှိရင်တချို့လိန်တဲ့သူတွေဆိုလို့ရှိရင်ဟတ်တဲ့သဘောမျိုးထိပါကျွန်တော်တို့လောက်ကြတယ်ပေါ့နော်အချင်းရုပ်ကြတယ်ဒါလေးကိုတော့ကျွန်တော်မှားချင်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အယောင်းဝင်မလုပ်ဘူးကျွန်တော်လေးလာဆုံးခိုင်းရမယ်အချက်လေးတွေဖြစ်ပါတယ်ဒါသားတို့အနေနဲ့ကလည်းလူတယောက်ကိုလက်လွတ်စပယ်နဲ့အကျွေးမေးမယုံကြည်ဖို့ကျွန်တော်ဘက်ကနေပြီးတော့တိုက်တွန်းတယ်အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ခေါင်းအေးထားပြီးစိတ်ထားပြီးလေးလာပါလို့ပြောချင်ပါတယ်အားလုံးချစ်ပါတယ်နောက်တဲ့ဗီဒီယိုပြန်ပြီးတွေ့ရအောင်ကျွန်တော်တို့နောက်တဲ့ဗီဒီယိုမှာပြန်ပြီးတွေ့မယ်အားလုံးချစ်ပါတယ်